ကရင်တိုင်းသားတွေအမြတ်တနိုးထိမ့်သိမ့်လာတဲ့ရိုးရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ချီပြူဘွဲ့မင်္ဂလာလို့ခေါ်တဲ့လက်ချီကြတဲ့လေးပါဒါကဘာသာရေးနဲ့မဆိုင်တဲ့ရိုးရာတစ်ခုလည်းဖြစ်ပါတယ်ထိမ်းမြမင်္ဂလာခမ်းနားတွေစေမျိုးသားချင်းတွေတိတ်ဆုံးတဲ့အခါလက်ပြခေါ်ဖို့နဲ့ဝါကောင်လာမှာစူစည်းပြီးတော့လက်ချီကြတာဆိုပြီးရှိကြပါတယ်ကော်တူးလေလို့ခေါ်တဲ့ကင်းတော်နိုင်နေမြေထဲမှာတော့လူတွေတင်မကပဲလူတွေကမွေးထားတဲ့စင်တွေကိုလည်းလက်ချီပေးကြပါတယ်ဒီမှာတော့စင်တွေကိုတစ်ဆွဲကိုသုံးကြတာပါအဲ့ဒီစင်တွေကိုနှစ်စင်တကူးလာရောက်တိုင်းမှာအိမ်ကိုပြန်ခေါ်ပြီးတော့လက်ချီပေးကြပါတယ်ကရင်တွေရဲ့လက်ချီရဲ့ဓလေ့မှာအတိတ်ပဲတွေအများကြီးရှိနေပါတယ်ကွဲကွာနေတဲ့မိသားစုတွေဆွေမျိုးတွေပြန်ဆုံတွေ့ဖို့အချင်းချင်းချစ်ကြည်သွေးစည်းမှုတွေခိုင်မာဖို့နဲ့လူငယ်လူရွယ်တွေကိုလူကြီးတွေကစုဆုံးမစကားပြနိုင်မှုဆိုလက်ချီကြတယ်အဲ့ဒါတွေအပြင်ရှေးကရင်ဘိုးဘွားတွေရဲ့အယူဆအရဆိုရင်မကောင်းဆိုးဝါးလက်ပြတွေကိုမောင်းထုတ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ကောင်းတဲ့လက်ပြတွေမလွင့်အောင်ဆိုပြီးတော့လည်းချီပြူနဲ့ရစ်ပတ်ချီနှောင်ကြတာဒါကကရင်တွေဘိုးဘွားစင်ဆက်လက်ဆင့်ကမ်းပြီးတော့တည်ဆောင်လာတဲ့ရိုးရာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး